2026ရောက်ပြီဆိုတော့တနေ့စာပလန်ဆွဲဖို့ဆိုပြီးတော့စာအုပ်ရှာတယ်2025တုန်းကတနေ့စာပလန်ဆွဲထားတဲ့စာအုပ်ကိုတွေ့တယ်2025မှာမဖြစ်မနေလုပ်ရမယ်2025ပလန်ဆိုပြီးတော့5ချက်ဆွဲခဲ့တယ်။ဘေးချက်တွေပြီးသွားပြီလဲဆိုရင်နံပါတ်1က buy a new phone နဲ့ buy a new phone ကလက်စာကြံခဲ့တယ်။ဖုန်းကပါ buy a new phone ကပါဖုန်းကပါဝယ်ပြီးပြီဆိုတော့ဒါပြီးသွားပြီနံပါတ်2က save birthday ဒါမှနေရဘတ်တရားစုပါဆိုတော့ဘတ်တရားလည်းစုပြီးသွားပြီအဲဒါနှစ်ချက်ပြီးသွားပြီဘိုင်းအေကာကျန်ခဲ့သေးတယ်ဘာကျန်ရတော့ဆိုတော့ဘိုင်းအေကာကီရှိန်လဲဝယ်ပြီးသွားပြီတုံးချက်ဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်တန်းပါဆိုတော့ဒါလည်းကြံခဲ့သေးရဲ့စာလည်းကြံခဲ့တယ်ပျော်ရွှင်ရွှင်ဖြတ်တန်းပါကျွေးများနဲ့ဒါလည်းဖြတ်တန်းပြီးသွားပြီခရီးတစ်ခုထွက်ပါဆိုတော့နောက်မှကျန်ခဲ့တယ်အလုပ်မအိမ်မအလုပ်ဒါလည်းပြီးသွားပြီဆိုတော့2025ပလန်5ချက်လုံးပြီးသွားပြီဆိုတော့2026မှာ2026မှာပလန်တွေဆွဲပြီးတော့ထပ်ကြိုးစားသွားပါမယ်哎呦我的妈！